သူတို့တွေဟာလမ်းမေးခွေးတွေမဟုတ်ပါဘူး။နှွေးထွေးတဲ့အိမ်လေးတွေစီကနေအသားပေါ်ကိုခိုးယူခံလိုက်ရတဲ့အိမ်မွေးခွေးလေးတွေဖြစ်ပါတယ်။ဒါပေမဲ့တေမင်းတမန်ထရက်ကားပေါ်ကနေအသက်လူပြီးထွက်ပြေးလာခဲ့ကြပါတယ်။ဘိုက်ဆာဆာနွမ်းနွမ်းနယ်နယ်နဲ့10 မိုင်ခန့်ခရီးကိုအိမ်ပြန်ရောက်ဖို့ဇွဲမလျှော့ပဲရှောက်လာခဲ့ကြပါတယ်။အံ့ဩစရာအကောင်းဆုံးကသူတို့ရဲ့စီလုံးမှုပါပဲ။ခြေထောက်တိုကိုလုံးရှိရှိကော်ကီခွေးပူလေးကရှေ့ဆုံးကနေရဲရဲဝံ့ဝံ့ဦးဆောင်လမ်းပြပါတယ်။နောက်ကနေရွှေရောင်မွေးရှည်ဂိုဒင်းခွေးကြီးတွေလာဗရာခွေးကြီးတွေနဲ့အမွေးဘွားတရုတ်နန်းတွင်းခွေးလေးတွေကစီစီလုံးလုံးလိုက်ပါလာကြပါတယ်။လေးစားစရာအကောင်းဆုံးကတော့သူတို့အထဲမှာဒဏ်ရာအပြင်းထန်ရထားတဲ့ဂျာမန်ရှက်ဖာရဲခွေးကြီးတစ်ကောင်ပါလာပါတယ်။အဲ့ဒီဒဏ်ရာရနေတဲ့အဖော်ကိုသူတို့ပြစ်မထားခဲ့ပါဘူး။အလဲမှာတေချာထားပြီးအားလုံးကဝန်းရံကာကွယ်ပေးခဲ့ကြတယ်။တကောင်နောက်ကျန်ခဲ့ရင်အားလုံးရက်ဆောင်ပေးကြပါတယ်။အသေးနာစရာအကောင်းဆုံးသင်ခန်းစာကတော့အမျိုးအစားလုံးဝမတူတဲ့ဒီခွေးလေး9 ကောင်ဟာဒုက္ခရောက်ချိန်မှာတေဘေးကြားကနေအချင်းချင်းဖေးမှစီလုံးခဲ့ကြတာပါပဲကဘာကြီးမှာနိုင်ငံတွေလူမျိုးတွေအယူဝါဒတွေကြောင့်တွေးကွဲနေချိန်မှာဒီခွေးလေးတွေကတကယ်စီလုံးချင်းဆိုတာဘာလဲပြသခဲ့တာပါအမျိုးအစားမတူတဲ့ခွေးလေးတွေတောင်တေးရေးရှင်ရေးကြားမှာစီလုံးပြနိုင်ခဲ့ရင်တနိုင်ငံနဲ့တအိမ်နဲ့တမိုးအောက်ထဲမှာအတူနေကြတဲ့ကျမတို့လူသားတွေကတကယ်ဒုက္ခရောက်လာရင်ဒီခွေးလေးတွေလောက်စီလုံးနိုင်ကြပါမလား